virtualization ရဲ့ D30 ပေါ့နော် D30 မှာကျွန်တော်ကဒီ Hyper-V ရဲ့ replication အကြောင်းပေါ့နော်အဲ့လေးကို share ဝင်လုပ်ပေးသွားမယ်အဲ့တော့ကျွန်တော် Hyper-V replication ဆိုတာဘာလဲဆိုရင်ကျွန်တော်ဒီ Hyper-V ပေါ်မှာတင်ထားတဲ့ VM တွေကိုကျွန်တော်ကတခြား DR site ဒါမှမဟုတ်တခြားသော server တွေပေါ်မှာ real time replication လုပ်လို့ရတဲ့ဟာကိုပြောပါတော့ပြောမှဆို data တွေကိုဟိုဘက်ဒီဘက် copy ကူးလို့ရတယ်ပြောမှကျွန်တော်တို့ရဲ့ data တွေကိုအမြဲတမ်း backup လုပ်နေတဲ့ပုံစံမျိုးပေါ့နော်သူကကြောင့် file အနေနဲ့မဟုတ်ဘဲနဲ့ VM တစ်လုံးလုံးကိုသူက copy ကူးသွားဖြစ်တဲ့အတွက်ဥပမာအပြင်ကျွန်တော် DR အနေနဲ့သုံးရင်လည်းအဆင်ပြေတယ်ပေါ့နော်ဥပမာ DC ဘက်မှာကျွန်တော်က server တစ်လုံးပဲရှိရဆိုရင်အကောင် replication လုပ်ပြီးတော့ DR ဘက်မှာထားထားရဆိုရင်အမြဲတမ်း DC နဲ့ DR က data တွေကအမြဲတမ်းဆင့်နေမယ်ပေါ့နော်သူကပုံမှန်ပြီးတော့သူရဲ့ replication time ကစက္ကန့်30ကနေပြီးတော့5မိနစ်ပြီးတော့15မိနစ်ပေါ့နော်အဲ့လိုမျိုးသွားလို့ရတယ်ဟောဒါကတော့ကျွန်တော်ဟိုလူသုံးများတဲ့အချိန်ကြီးမဟုတ်ပဲတခြားဒီညဘက်ဒီဘာလို့မှအဲ့လိုမျိုး replication လုပ်ချင်လည်းရတယ်ပေါ့နော်အဲ့တော့ replication လုပ်ချင်ရပြီကျွန်တော်ဘာတွေပိုကောင်းသွားလဲဆိုရင်ကျွန်တော် minimum downtime ဖြစ်သွားမယ်ဥပမာအပြင်ကျွန်တော် DC ဘက်မှာ VM တွေ down သွားတာမျိုးဆိုရင်ကျွန်တော် DR ဘက်မှာချက်ချင်းအဲ့ဒီ VM ကို power ပြန် online လုပ်ရတယ်။ဘာလို့ဆိုကျွန်တော်ရဲ့ဒီ data gap ကဘယ်လောက်ပဲဖြစ်ဖြစ်ကျွန်တော်တို့ထားတဲ့စက္ကန့်30ဆိုစက္ကန့်30 5မိနစ်ဆို5မိနစ်ပြီးတော့15မိနစ်ဆို15မိနစ်ပေါ့နော်data gap ကအဲ့လောက်ပဲရှိမယ်။ပြောပြီး data loss ဖြစ်တဲ့ဟာအလုံးစုံရှိရင်15မိနစ်ပေါ့နော်အဲ့လောက်ထိကိုသူကခေါင်းတယ်အဲ့တော့ဒါကဘယ်လိုနေရာတွေမှာနောက်ထပ်သုံးလို့ရလဲဆိုရင်ကျွန်တော်ဒီ application ကတစ်ခုတည်းဖြစ်နေတာမျိုးပေါ့နော်ဥပမာ application architecture ကအတစ်အလုံးမလုံးတာမျိုးပေါ့နော်ဒါမှမဟုတ် active standby ပေါ့နော်ဒါမှမဟုတ်လည်းကျွန်တော် application installation လုပ်တယ်ဆိုလို့ရှိရင်ဟိုဘက် DCDR ဆက်တက်လုပ်ရရင် cost ကုန်တဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုး implementation လုပ်ရတဲ့ဟာမျိုးဆိုရင်ကျွန်တော်ကအဲ့ဒီ cost ကိုဒီလိုပုံစံမျိုးနဲ့အစားထိုးလို့ရတယ်ပေါ့နော်ဟိုကျွန်တော်တခြားမှာပဲ installation လုပ်လိုက်ရင်ပြီးသွားတယ်အဲ့ဒါမှကျွန်တော်က Hyper-V level ကနေပြီးတော့ replication ပြန်လုပ်မယ်လုပ်ပြီးတော့ဟိုဘက်ကိုအဲ့တပုံစံတိုင်းအတိုင်းပဲဟိုဘက်မှာ copy သွားထားမယ်ပေါ့နော်အဲ့လိုမျိုးတွေပေါ့ okay အဲ့တော့ကျွန်တော်အရင်ဆုံးဒီဘက်ကို replication လုပ်ချင်တဲ့ VM တော့ရှိရမှာပေါ့နော်ကျွန်တော်မှလက်ရှိက Windows 7 run နေရဲ့အဲ့တော့ကျွန်တော် Hyper-V 1မှာပေါ့နော်ဒီဘက်2မှာလည်း2မှာတော့ဘာ VM မှတော့မရှိဘူးပေါ့နော်ဒါအခုပြောနေရတဲ့ဒါကျွန်တော် failover cluster လေးပဲမဟုတ်ဘဲနဲ့လုံးဝ stand alone ဟိုဘက်ဒီဘက်ရှိရင်လည်း Hyper-V တွေပေါ့နော် hypervisor တွေအဲ့တော့ဟုတ်ပြီကျွန်တော်ဒီကနေပြီးတော့နောက်ထပ်ဒီ Hyper-V 2ကိုကျွန်တော် connect လုပ်လိုက်မယ်နော် okay နော်ပြီးကျွန်တော်အရင်ဆုံးပါလို့မယ်ဆိုအဲ့ Hyper-V ရဲ့ setting တွေကိုသွားအောင်ပေါ့ပြီး replication configuration ဆိုတာရှိတယ်ဒီမှာ enable computer as replica server ဆိုပြီးတော့ရှိတယ်ပေါ့နော်ပြီးသူမှာသုံးရတဲ့ authentication တွေက HTTP ရှိတယ် HTTPS ရှိတယ်ပေါ့နော်ဒါ HTTP ကတော့ကျွန်တော် secure မဖြစ်ဘူးtraffic တွေကိုကျွန်တော်ဂျားထဲကနေဖတ်ပြီးတော့ဖတ်လို့ရတယ်ပေါ့နော်ဂျားဖြတ်ဖမ်းလို့ရတယ် traffic က encrypted မလုပ်ထားဘူးပေါ့နော်ကျွန်တော်တကယ်လို့ production မှာသုံးလဲဆိုတော့ကျွန်တော်က HTTPS နဲ့သုံးတာပိုကောင်းတယ်ဒါပေမဲ့ HTTPS နဲ့သုံးမယ်ဆိုကျွန်တော်က certification တွေလိုတယ်ပေါ့နော်ဒါတွေမှာကျွန်တော် certificate ပြန်လာထည့်ပြရမယ်ဒါမှကျွန်တော် certificate လာထည့်ပြရမယ် okay လောဆယ်ကျွန်တော်ဒါ lab environment ဖြစ်တဲ့အတွက်ကျွန်တော် HTTP နဲ့ပဲစမ်းပြမှာပေါ့နော် port 80နဲ့ပြီးဒီအောက်မှာ authentication authorization and storage ဆိုတာရှိတယ်ကျွန်တော်ဘယ်ကအကောင်ဘယ်ကဟာကိုကျွန်တော် replicate လုပ်မလဲပေါ့နော်ကျွန်တော်ပတ်လည်ညောင်းဒီမှာရှိရပေါ့ဒါကြ allow replication for any authentication server ဘယ် server နေဖြစ်ပေးဟွာလုပ်လို့ရဆိုတော့ပြောတယ်တကယ်လို့အောက်မှာကျွန်တော်က specific ထားခြင်းလဲဆိုရင်ကျွန်တော်ကဒီမှာလာပြီးတော့ပြန်ရွေးပြလို့ရတယ်เนาะအဲကျွန်တော်လွယ်အောင်ကျွန်တော် all နဲ့ပဲကျွန်တော်လုပ်ပေးထားခဲ့မယ် okay ပြီးကျွန်တော်ဒီမှာ apply ပြီးတော့ဒီမှာ firewall ထဲမှာ allow လုပ်ပေးရအောင်ပေါ့နော်အဲဘာလဲဆိုအဲဒီ port 80ကို allow လုပ်ပေးထားရမယ် okay အဲကျွန်တော်က port 80ကို allow မလုပ်ဘဲနဲ့ firewall ပဲကျွန်တော်တခါတည်းပိတ်လိုက်မယ်เนาะတကယ် progression တွေမှာတော့အဲ့လိုသွားလို့မရဘူးတကယ် progression မှာကျွန်တော် firewall roof ထဲမှာ port 80ကိုကျွန်တော်ပြန်ဖွင့်ပြရမယ်ဒီ advanced setting ထဲမှာကျွန်တော်က inbound rule ပေါ့နော်အမှသွားရေးပြီးလို့ရ okay အဲ့တော့ကျွန်တော်မရေးပြတော့
နော်ပြီးကျွန်တော်အဲ့လိုပဲ Hyper-V 2မှာလည်းဒီဘက်မှာလည်းကျွန်တော်အဲ့လိုလုပ်ပြရမှာပေါ့နော်အဲ့ကျွန်တော်ဟိုဘက်ဒီဘက်မကိုကျွန်တော်ဒီမှာပဲ connect လုပ်ပြီးတော့ Hyper-V 2နေရာမှာ Hyper-V 2ကို select မှတ်ပြီးတော့အောက်မှာ replication အဲ့ဒါလည်းခုနအတိုင်းပဲအရင်ပဲ computer as a replica server http allow on နဲ့လုပ်လိုက်အဲဒီကောင်လည်းကျွန်တော် firewall.cpm ဒီကောင်လည်း firewall ပိတ်ထားတယ်ပေါ့နော် okay အဲ့ဒါကျွန်တော်တို့ဒါ okay သွားတယ်အဲ့တော့ကျွန်တော်ကဒီ Windows 7 ကို replication လုပ်မှာဖြစ်တဲ့အတွက်ကိုလုပ်ချင်တဲ့ VM ကို select မှတ်ပြီးတော့ replication okay ဒါရှိနေပြီလားဖြစ်နော် okay ကျွန်တော်ပြန်လုပ်လိုက်မယ်မှာ enable replication ပေါ့နော် enable replication ပြီး next ပြီး replica server ဆိုကျွန်တော်အဲ့ Hyper-V 02ပြောတာပေါ့နော် okay အမှကျွန်တော် advanced ထဲက find now ဒါကကျွန်တော် same AD အောင်မလို့ကျွန်တော်အမြင်ရတာပေါ့နော် 02 okay ပြီးတော့ကျွန်တော်ကခုန port 80နဲ့ထားဖြစ်တဲ့ port 80ပြီးတော့ next ပြီးကျွန်တော် Windows 7 ဟာကိုလုပ်မှာဖြစ်တဲ့အတွက် okay ပြီးတော့သူကဒီမှာ interval ရွေးလိုက်ကျွန်တော် replication လုပ်တဲ့ချိန်က30စက္ကန့်5မိနစ်ရယ်15မိနစ်ရယ် okay အဲ30စက္ကန့်ထားမယ် next ပြီးတော့ဒီမှာဘာလဲဆိုနောက်ဆုံး recovery point မှာကျွန်တော်ထားမှာလားပေါ့နော်အဲဒီမှာကျွန်တော် replication လုပ်တယ်ဆိုလို့ရှိရင်တော့ recovery point နေပြန်လုပ်ပေးတယ်เนาะအဲ့ဒါကိုပြောတာပြီးတော့ send initial copy over the network ကျွန်တော်အဲ့ဒီသွားတဲ့ဟာကို network ပေါ်သွားမှာလားပေါ့နော်ဒါမှမဟုတ်တခြား external media လိုမျိုးတခြားသောနေရာတွေကသွားမှာလားပေါ့နော်အဲ့လိုမျိုးကျွန်တော်ရွေးလို့ရတယ်ဒါပေမဲ့ကျွန်တော်ဒီမှာ default တိုင်းပဲ network ပေါ်သွားမှာဖြစ်တဲ့အတွက် next ပြီးရင်ကျွန်တော် finish okay အဲ့ဒါဆိုကျွန်တော်ဒီမှာစပြီးတော့သူက application initial sunday initial replica ဆိုပြီးတော့ 11-12% အောင်ပါအဲ့ကျွန်တော် Hyper-V 02ပဲသွားကြည့်လိုက်ရင်ဒီမှာသူက auto VM create လုပ်သွားတယ်ပေါ့နော်အဲ့ဒီမှာ 22% အဲ့ကျွန်တော်ကြည့်ရင် replication တွေက view ဆိုပြီးတော့ကျွန်တော်ကြည့်လို့ရတယ်เนาะဒါပေမဲ့ replication လုပ်ရတဲ့ VM ကသူက power ပိတ်နေမှာเนาะသူက power တော့မပွင့်ဘူးကျွန်တော်ကဒီဘက်ဘာလို့ဆို IP တွေကအစားအကုန်လုံးအတူတူပဲဖြစ်မှာဒီကောင်တွေကကြာတော့ကျွန်တော်ဒီဘက်က VM တစ်ခုဖြစ်သွားရဆိုရင်ဒီဘက်မှာချက်ချင်းကျွန်တော် start လုပ်လိုက်လို့ရတယ်ပထမဆုံး initial setup ကတော့ initial replication လုပ်တဲ့ဟာတော့အချိန်တော့ကြာတယ်ပေါ့ဒါကကျတော့အဲ့ VM ရဲ့ sizing ပေါ်လဲကျွန်တော်အမူတည်သေးတယ်ဒီ sizing ကျွန်တော်ဒီ Windows 7 ကကျတော့တိတ်အများကြီး sizing ကတိတ်မရှိဘူးပေါ့နော် 10GB လောက်ပဲရှိမယ် OS တင်ထား only ပဲဆိုတော့အဲ့ကျွန်တော် second 30တခါ replication လုပ်နေတာဖြစ်တဲ့အတွက်ကျွန်တော်ကဒီမှာဆိုရင် successful ဖြစ်သွားတယ်အဲ့ဒါဆိုကျွန်တော်ဒီဘက်မှာသွားကြည့်လိုက်မယ်ဆို replication တွေက view replication ဒီဒါဆို replication က normal ဖြစ်နေပြီအဲ့ဒါမှသူက replication ဆက်သူက second 30တခါသူကဒီနားလေးမှာ status မှာပြန်လာပေါ်နေရပေါ့နော်ဟုတ်ကဲ့ကျွန်တော်ဒီကောင်ကို connect လုပ်ကြည့်အောင် connect လုပ်ပြီးတော့ကျွန်တော်အဲ့ဒီထဲမှာ new တွေက folder application ဆိုပြီးကျွန်တော်လုပ်လိုက်မယ်နော်ပြီး second 30ဆောက်ဒီလိုဂျားထဲမှာပြတ်သွားခဲ့ရင်တော့ကျွန်တော်က data တော့ loss ဖြစ်မှာပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော် replication အချိန်ကိုတော့ကျွန်တော်ပြန်ချိန်မှရမှာပေါ့နော်ဟိုမှာ second 30ဖြစ်တဲ့အတွက်ဒီကောင်က data loss က second 30သာပဲရှိမယ်
ကျွန်တော်စက္ကန့်30ခဏစောင့်လိုက်မယ် okay replication success okay အဲ့ဒီအချိန်မှာကျွန်တော်ကဒီ Hyper-V host 1ကိုကျွန်တော် shut down လုပ်လိုက်ပါမယ် okay အဲ့ဒါဆိုရင်ကျွန်တော်ဒီကောင်ကို connect လုပ်ပြီးတော့ပေါအောင်ကြည့်မယ်ဒီနေရာမှာ start လုပ်လို့မရဘူးဘာလို့လဲဆိုတော့သူက replication service ကိုကျွန်တော်ကဖြုတ်ပြရမှာပေါ့နော် remove replication ပြီးတော့မှသူက start လုပ်လို့ရမှာ connectဒီမှာဆိုရင်ကျွန်တော် data gap ကတော့နည်းနည်းရှိသွားတယ်ပေါ့နော်ဘာလို့လဲဆိုကျွန်တော်ဟိုဘက် folder ထဲမှာ desktop ထဲမှာကျွန်တော် folder create လုပ်လိုက်တယ်ဒါပေမဲ့ဒီဘက်ထိသူမရောက်လာဘူးပေါ့နော်မရောက်လာဘဲနဲ့အဲ့တော့ဂျားထဲမှာဆိုကျွန်တော်ဒီလိုမျိုး data loss ကတော့ရှိနိုင်တယ်အဲ့တော့ဖြစ်နိုင်တော့ကျွန်တော်အနည်းဆက်ဆုံး data ကတော့ရတယ်ပေါ့နော်ဒါပေမဲ့လုံးဝဟိုဘက်မှာ 100K ဆိုဒီဘက်မှာ 100K ဖြည့်ဖို့ဖြစ်ဖို့ကကျတော့ replication ဆန်လုပ်ပြီးတော့မှဖြစ်တယ်ဆိုတော့တတတာမရှိဘူးဒါပေမဲ့အဲ့လိုဂျားထဲမှာဖြစ်သွားခဲ့ဆိုရင်တော့ဒါက replication မပြီးရင် VM ပိတ်သွားမျိုးဆိုရင်တော့ data ကတော့ loss ဖြစ်မှာပေါ့နော်ဟုတ်ပြီဒါပေမဲ့ကျွန်တော် OS တွေအပေါ်တွေ application တွေရှိတယ်ဆိုလို့ရှိရင်ဒါအကုန်လုံးပြန်တက်မှာပေါ့နော်ဒါမှမဟုတ် data ကိုလည်းကျွန်တော်တို့ကဒီနောက်ကမှာ backend မှာ database တို့ဘာလို့ထားထားခဲ့ဆိုလို့ရှိရင်လည်းဒါ database နှလုံးလို့ဘာလို့ရှိရဆိုလို့ရှိရင်တော့တိတ်တော့ပြဿနာမရှိဘူး application ကကြတော့ဒါ application service ကကျွန်တော် maybe web portal ဒါမှမဟုတ် application ဟို Android တို့ iOS တို့စသဖြင့်ပေါ့နော်ဒီလိုဟာတွေကလှမ်းသုံးမှာဖြစ်တဲ့အတွက်အဲ့ down တဲ့အချိန်ခဏလေးပဲရှိမှာဒါပေမဲ့ database ကကျတော့ကျွန်တော်နောက်ကမှာ backend မှာတော့သူပုံမှန်တိုင်းလုပ်လို့မှာပေါ့နော် okay ဒါကတော့ကျွန်တော်တို့ဒီ Hyper-V standalone တွေကို standalone တွေမှာပေါ့နော်ကျွန်တော် VM တစ်ခုတစ်ခု replication ဘယ်လိုလုပ်ရလဲဆိုတဲ့ဟာကိုကျွန်တော်ရှင်းပြခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီနေ့ video ကတော့ဒီလောက်ပါပဲ